ကိုချိန်ထိုးပြီးတော့မှဒီကခုကျွန်တော်တင်ပေးတဲ့ကောင်းစဉ်ကတော့နောက်ဆုံးမှထွက်လာပြီခရိယန်အိမ်ထောင်ဖြစ်ပါတယ်ခရိယန်အိမ်ထောင်ကိုသူကဝေးရတာခရိယန်အိမ်ထောင်ကျွန်တော်တို့ခရိယန်အိမ်ထောင်ကိုဘာကြောင့်ဂရုစိုက်ရတယ်လဲဘာကြောင့်ဒါကိုဘာသာရက်တစ်ခုအနေနဲ့တင်ပေးတာလေကျမ်းစာအကြောင်းတွေမှာတော့ပြီးတော့အတိတ်တော်မှာဘာဖြစ်လို့ဒါကိုတင်ပေးရတယ်လဲဆိုလို့ရှိရင်အကြောင်းရင်းရှိအင်မတန်မှဒီခိုင်မာတဲ့အကြောင်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာပေါ်မှာအိမ်ထောင်ဒီတာပြည့်စည်မယ်ဆိုလို့ရှိရင်လေလူအတိုင်းဝိုင်းတွေအကုန်လုံးပြည့်စည်တာအသင်းတော်လည်းပဲပြည့်စည်တယ်နိုင်ငံလည်းပဲပြည့်စည်တယ်ရောမအင်ပါယာကိုဒီအရင်တော့ဘာတော့ခေါ်ခဲ့တယ်လဲဆိုလို့ရှိရင် Holy Roman Empire တော့မှခေါ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ Roman Empire ကအစတော့ကတော့ခရစ်ယာန်နည်းနည်းပဲရှိတာလေမကြခင်ဥပမာဒီအဲ့ဒီ300ကျော်ပတ်ဝန်းကျင်လောက်ဆိုလို့ရှိရင် Constantine ရှင်ပြေလည်းပဲရှင်ပြေကိုယ်တိုင်လည်းပဲခရစ်ယာန်ဖြစ်လာတဲ့ခါကျတော့တနိုင်ငံလုံးခရစ်ယာန်ဖြစ်ရတယ်။အဲ့လိုနဲ့တနိုင်ငံလုံး Empire တစ်ခုလုံးပေါ့ခရစ်ယာန်တနာလွှမ်းမိုးလာတဲ့အတွက်ကြောင့်အဲ့ဒါကို Holy Roman Empire လို့ခေါ်တာဒါမဲ့အဲ့ဒီ Holy Roman Empire ကိုလေယန်သူကတတ်တတ်မတ်မရှိဘဲနဲ့အဲ့ဒီ Empire ပြည့်စည်ခဲ့ဘာကြောင့်ပြည့်စည်ခဲ့တယ်လဲဆိုတဲ့အခါမှာသမိုင်းပညာရှင်တွေကရှာဖွေတွေ့ရှိတာဗာလဲဆိုလို့ရှိရင်အဲ့ဒီ Roma Empire မှာအိမ်ထောင်ရေးတွေကဖောက်ပြန်လာခဲ့အိမ်ထောင်ဒီပြိုကွဲတာပေါ့နော်ပယုံပရဲဖြစ်နေတာအဲ့ဒါကလုံးလျာဘယ်ခေတ်ကနေမှမတူဘဲနဲ့အိမ်ထောင်တွေကပျက်စီးလာခဲ့တယ်အဲ့လိုပျက်စီးတဲ့အတွက်ကြောင့်ရောမအင်ပါယာပျက်စီးခဲ့တယ်လို့အဲ့လိုကောက်ချက်ချအတင်းတော်မှာလည်းပဲအိမ်ထောင်ကွဲတဲ့လူတွေများလာတယ်ဆိုလို့ရှိရင်အိမ်ထောင်မကွဲပဲမဲ့အိမ်ထောင်ရေးမှာပြဿနာရှိတဲ့လူတွေလေမိသားစုတွေများလာပြီဆိုလို့ရှိရင်အတင်းတော်တို့တဲ့ဘူးမလွယ်ဘူးဘယ်လိုစီရရဘယ်မှာအလုပ်ရှောက်တယ်လဲဆိုလို့ရှိရင်ဧဝံဂေလိတရားကိုဟောပြောရမယ်တဲ့ခါပြီးတော့မှထွက်ရမယ်အစားဒီဟာဖြည့်ရှင်းနေရဒါဒီနဲ့ပဲလုံးထွေးနေရအဲ့တော့အပြေကိုမပေါက်တော့အတွင်းပြဿနာကိုပဲဖြည့်ရှင်းနေရညီညွတ်အောင်ပဲလုပ်နေရအဲ့တော့အသင်းတော်ရဲ့ရှေ့ရေးလည်းပဲအများကြီးထိခိုက်ဒါကြောင့်မလို့ကျွန်တော်တို့လေ့လာနေရတာဖြစ်တယ်။ဘာကြောင့်လဲဆိုတာကိုကျွန်တော်ပြောနေတာဖြစ်ပါတယ်။အခုတော့အရွယ်ချက်ပြောမယ်။အိမ်ထောင်ဆိုတဲ့အခါမှာကျွန်တော်တို့လူသားမှန်လို့ရှိရင်တော့အိမ်ထောင်ရှိတာပဲခရိယာန်ဖြစ်တာမဖြစ်တာနဲ့တော့တိုက်ရိုက်မဆိုင်ဘူးအိမ်ထောင်ဆိုတာလူရည်လို့ဖြစ်လာလို့ရှိရင်အိမ်ထောင်ကတော့နေရာတကာမှာရှိတာဒါပေမဲ့ကျွန်တော်ခရိယာန်အိမ်ထောင်နဲ့ဒီအပြင်မှာရှိတဲ့အိမ်ထောင်တွေကွာခြားတာရှိဘုရားခင်ကငါတို့ကိုသိစေခြင်းနဲ့ရှိစေခြင်းနဲ့အိမ်ထောင်မျိုးဟာဘာလဲဆိုတာကိုသိဖို့လိုတယ်။ကျမ်းစာထဲမှာဘာပြောတယ်ဆိုတာကိုမသိလို့ရှိရင်ကျွန်တော်တို့ကငါတို့ဘယ်လိုအိမ်ထောင်မျိုးရချင်တာလဲဘယ်လိုအိမ်ထောင်မျိုးဒီထောင်ချင်တာလဲဆိုတာတခါတလေဥတီချက်လွဲသွားတယ်ဥတီချက်လွဲသွားတယ်ဥပမာကျွန်တော်ပြောမယ်တင်တန်းမှာလည်းပဲပြောခဲ့တယ်ကျွန်တော်ဒီပါဒရက်ကိုလေလာရေးနဲ့ဘာဖြစ်လာလဲဆိုရှင်အနောက်နိုင်ငံကဒီအိမ်ထောင်ရေးကိုတင်ပေးတဲ့ဆရာတွေကိုစိတ်ပြက်လာဒါကြောင့်ကျွန်တော်မကြာခဏပြောတယ်မြန်မာပြည်ကိုလေနောက်နိုင်ငံကဒီဆရာကြီးတွေလာပြီးတော့မှအိမ်ထောင်ရေးတင်တန်းတွေလုပ်မယ်လို့မကြာခဏလာပြောတယ်ကျွန်တော်ကတော့လုံးဝကိုဝါသနာမပါဘူးဘာကြောင့်လဲဆိုရင်အတွေ့ခေါ်ကမားနေ
잔사 어디로 테마레베 잔사 테마 돈딘 책고 렉카 야시 타레 더보버 나레 타레 누이 시레 다음에 내레 들어야 아유사 이 나오네가니의 아유사리 라베 데벨라레 가자로 저너루 시마 인통အတွက်အထောက်အကူကမဖြစ်ဘူးတွင်တင်မှုဒီနေလာဒီဂျန်စာထက်တွင်တင်မှုတကယ်စစ်မှန်တဲ့တွင်တင်ချက်ဟိုတင်ပေးဖို့ရအားနည်းတဲ့အတွက်ကြောင့်အနောက်နိုင်ငံတွေမှာဆိုလို့ရှိရင်အိမ်ထောင်ရေးပြဿနာတွေကအများကြီးရှိတယ်အိမ်ထောင်ပြိုကွဲတာဆိုလို့ရှိရင်အရင်တုန်းကအမေရိကန်နိုင်ငံမှာဆိုလို့ရှိရင်50လောက်ရှိတယ်အခုတော့50လောက်ကျော်သွားပြီအိမ်ထောင်တရားမှာဆိုရင်50ကျော်ကကွဲပြီးသား50နှစ်လောက်ကကွဲပြီးသားဒီဖြစ်အဲ့တော့တို့ကတင်ပေးမယ်ဆိုတာမဖြစ်နိုင်ဘူးဥမာငါမများတတ်တဲ့လူကကျွန်တော်တို့ကငါများကြီးတင်ပေးမယ်ဆိုတာဘယ်သူမှလက်မခံဟိုတင်းချင်မှာပေါ့အဲ့ဒီတိုင်းပဲအခုဂျန်စာထဲမှာဘာပြောတယ်လဲဆိုတာကိုကျွန်တော်ဂျန်စာကဘာပြောတယ်လဲဆိုတာကိုဥစွာပြောချင်တယ်အဲ့တော့ပထမအဆုံးဒီလိုပြောချင်တယ်ပတ်ဝန်းကျင်မှာလေကျွန်တော်တို့ဘာတွေမြင်တွေ့ရတယ်လဲဆိုတော့အိမ်ထောင်ဆိုတာဘယ်ကစတယ်လဲဆိုတဲ့အခါမှာအချစ်ကစတာကြီးပဲအားလုံးပါတကဘာလုံးပါနော်အချစ်ကစတာကြီးပဲအဲ့တော့လူတရားကိုချစ်တယ်ဆိုတာလူရဲ့တပါပါပဲဒါပေမဲ့ဘုရားသခင်ရဲ့နီးရအဲ့ဒီလူလားဆိုတာကျွန်တော်စစ်ဆေးဖို့လိုအပ်လာတယ်ပထမအဆုံးဘုရားသခင်ကအိမ်ထောင်စတင်ဖွဲ့စည်းလာတာကိုပြောမယ်နော်ဘုရားသခင်ကဖွဲ့စည်းတာဖွဲ့စည်းနှစ်ခုပဲရှိတယ်ဒီကမ္ဘာပေါ်မှာပထမအဆုံးနဲ့ရှေးကြဆုံးနော်အဖွဲ့အစည်းရပါလဲဆိုရင်အိမ်ထောင်ပဲဖြစ်ပါအိမ်ထောင်ဖြစ်ပါတယ်ပြီးတော့ဒုတိယအဖွဲ့အစည်းကအသင်းတော်ဖြစ်ပါတယ်တရားခင်ဒီထောင်တဲ့အဖွဲ့အစည်းနော်အဲ့ဒီနှစ်ခုဖြစ်ပါတယ်ပထမအဆုံးအိမ်ထောင်ကိုဒီထောင်တဲ့အခါမှာဘုရားခင်ကအိမ်ထောင်ကိုတိုက်ရိုက်ဒီထောင်တာမဟုတ်ဘူးဘာကိုဒီထောင်လဲဆိုရင်အိမ်ထောင်ဖြစ်လာအောင်လိုအပ်တဲ့အခြေခံများကိုအရင်ပြင်ဆင်တာပထမအဆုံးကျွန်တော်တို့သိပါတယ်တဘာဝကျမ်းခန်းကြီး1မှာကျွန်တော်တို့အားလုံးသိပါတယ်လူကိုဖန်ဆင်းတဲ့အကြောင်းအာဒါမ်နဲ့အေဝါကိုဖန်ဆင်းတဲ့အကြောင်းကျွန်တော်တို့မဖတ်တော့ဘူးနော်အချိန်နည်းနည်းတက်တာမှာပေါ့မဖတ်တော့ဘူးအဲ့ဒီမှာကျွန်တော်တို့သိနိုင်တယ်ဘုရားခင်ကလူကိုဖန်ဆင်းတယ်ဆိုတာကဟိုဘယ်လိုဖန်ဆင်းတယ်လဲဆိုရင်လူတယောက်ဖြစ်လာရင်ပြီးရောမဟုတ်ဘူးအခုချိန်မှာလေဒီကဘာပေါ်မှာဆေးဝါးတွေကအမျိုးမျိုးပေါ်ပေါက်လာတဲ့ခါမှာကလေးတွေမွေးလာလို့ရှိရင်ခြေထောက်မပါဘဲနဲ့မွေးတာလေနောက်လက်မပါဘဲနဲ့မွေးတာလေမျက်နှာမပါဘဲနဲ့မွေးတာလေအဲ့ဒါလို့ရှိတယ်ဘုရားခင်ကဖန်ဆင်းတဲ့အခါမှာဒီအဖိုးလည်းမဟုတ်အမလည်းမဟုတ်ဒါဖန်ဆင်းခဲ့မယ်ဆိုရင်ဇက်လာကတမျိုးတစ်ပုံပြောင်းသွားနိုင်တယ်ဆိုတာကျွန်တော်တို့စဉ်းစားလို့ရတယ်ဒါပေမဲ့ဘုရားခင်က special ရွေးချယ်တာမာတာမဟုတ်ဘူးဂျုံကြိုက်လို့ပေါ်လာတာမဟုတ်ဘူးလူယောက်ျားကိုဖန်ဆင်းတယ်လို့ပြောတယ်အာဒမ်ဆိုတာလူယောက်ျားဆိုတဲ့တိတ်ရှိတယ်နော်လူယောက်ျားပထမအဆုံးဖန်ဆင်းတာလူယောက်ျားအလျော်ဝင်ဘုရားခင်ကလူကိုဖန်ဆင်းတဲ့အခါမှာလေအမားလုံးဝမရှိနော်ဒီတက်လူယောက်ျားနဲ့ဖြစ်ဖန်ဆင်းတယ်နောက်လူယောက်ျားရဲ့နာယိုးကိုအင်မရာမဒီလဲနဲ့ပေါ့အခုခေတ်နဲ့စကားနဲ့ပြောမယ်ဆိုရင်မေ့ဆေးထိုးပြီးတော့မှဘုရားခင်ကမေ့ဆေးလူယောက်ျားကိုမေ့ဆေးထိုးပြီးတော့မှအိပ်ပျော်နေတဲ့ချိန်နာယိုးတစ်ချောင်းကိုယူပြီးတော့မှလူမိန်းမတယောက်ဟိုဖန်ဆင်းပေးတယ်ဖန်ဆင်းတယ်လူမိန်းမ
ကဲဒီပါကျွန်တော်တို့တတိထားကြည့်ပါလူယောက်ျားဖန်ဆင်းတယ်ဆိုတာဖန်ဆင်းခါတဲ့လူကကျွန်တော်ကိုဘုရားခင်ကျွန်တော်ကိုယောက်ျားအဖြစ်ဖန်ဆင်းပါလို့တောင်းဆိုထားတာပေါ့ဘုရားခင်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲเนาะဘယ်သူမှလည်းပဲအကြံပေးတာလည်းမရှိဘူးเนาะဘုရားခင်ကိုနိုင်ကကိုစတင်ပြီးတော့မှပြီးစီးတဲ့အကြည့်လူတယောက်အလုံးပေါ်လာတဲ့အကြည့်ဘုရားခင်ပဲတာဝန်ယူတာเนาะဘုရားခင်ဖန်ဆင်းတဲ့ခါမှာလူယောက်ျားအဖြစ်ဖန်ဆင်းတာလူတယောက်ဒါမှလူတယောက်မဟုတ်ဘူးလူယောက်ျားပြီးတော့မှသူရဲ့နာယုတ်ကိုယူပြီးတော့မှလူမိန်းမကိုဖန်ဆင်းတာအာဒမ်ကငါကိုမိန်းမတယောက်ဖန်ဆင်းပေးပါလို့တောင်းဆိုတာဟုတ်အဲ့ဒီလူတိုင်းသဘောပေါက်တယ်လို့ကျွန်တော်ခံယူပါတယ်လူမိန်းမပေါ်လာတယ်ဆိုတာဘုရားရဲ့အကြံစီကြောင့်ဖြစ်လာတာအာဒမ်ရဲ့အကြံစီနဲ့လုံးဝမပါဘူးအဲ့တော့ကျွန်တော်တို့ကြားထဲမှာတချို့ကယောက်ျားတချို့ကမိန်းမဖြစ်လာတယ်ဆိုတာကဘုရားခင်ကမားတာမဟုတ်ဘူးသမင်တကာကိုပါလဲရည်ရွယ်ချက်ရှိတဲ့ဖန်ဆင်းထားတာအဖို့အမဖြစ်လာပြီးတော့ဒါဒီမကလေးကိုဘာဖြစ်လဲဆိုရင်လူမိန်းမကိုဖန်ဆင်းပြီးတဲ့အခါမှာလေမဖန်ဆင်းမိပါအာဒမ်ကသူတယောက်ထဲမရှိတာဟုတ်နောက်အဖို့လူတွေဆိုတာလည်းပဲသူကသိတာမဟုတ်ဘုရားခင်ကအာဒမ်ကိုကြည့်တဲ့အခါမှာသူအဖို့လူတယ်ဆိုတာဘုရားကပဲသိတာအာဒမ်ကမသိသေးဘူးမခံစားဘူးဟိုကျမ်းစာဟိုတေးသေးချာချာဖတ်ကြည့်လို့ရှိရင်အဲ့ဒီနိုင်အစိမ့်လက်တွေ့ရနောက်ထပ်ဘာတွေ့ရလဲဆိုလို့ရှိရင်လူမိန်းမကိုဖန်ဆင်းပြီးတဲ့အခါမှာယောက်ျားကဒီမှာနေနော်အာဒမ်ကဒီမှာနေတရိษာနေလည်းရှိတယ်လေကျွန်တော်သိတယ်နော်အဲ့ဒီဥယျာဉ်မှာတရိษာနေလည်းအပင်တွေရောအကုန်လုံးဒေါတောင်ကြီးမြင်တဘာဝတွေရောအကုန်လုံးဒေါတောင်တော့တောင်တော့မရှိဘူးနော်ကျမ်းစာထဲမှာမပြောထားဘူးတဘာဝမှာအဲ့လိုမပြောထားလိုက်ပါတော့ရှိသမျှကိုဖန်ဆင်းထားတယ်အဲ့ဒီပဲအာဒမ်ကိုလည်းတနေရာနေခိုင်းလိုက်ဧဝကိုလည်းတနေရာနေခိုင်းလိုက်ရတာပဲဒါပေမဲ့ဘုရားခင်ကလူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းတယ်ဆိုတာရည်ရွယ်ချက်ကအိမ်ထောင်ဒီထောင်ပေးဖို့ပဲအဲ့တော့ဧဝကိုဖန်ဆင်းပြီးတဲ့အခါမှာအာဒမ်ကလက်ခုပ်တီးတာမဟုတ်ဘူးသူ့အတွက်ဖန်ဆင်းထားတယ်ဆိုတာလည်းသူမသိသေးဘူးဒါပေမဲ့ဘုရားခင်ကပါလေအဲ့ဒီဧဝကိုအာဒမ်ထံကိုခေါ်လာတယ်လို့ပြောတာအပေးတာအပေးပြီးတော့မှအာဒမ်ထံကိုရောက်လာတဲ့အခါမှာငါအယိုးထဲကအယိုးငါအသားထဲကအသားဆိုပြီးတော့မှအဲ့ဒီမှာမေတ္တာဝေလာဒါကြောင့်ကျွန်တော်ကပြောတာလေဒီလောကလုံးမှာအချစ်ကအိမ်ထောင်ကိုစတယ်လို့ပြောတယ်ဘုရားခင်ကဗာလဲအိမ်ထောင်ဆိုလို့ရှိရင်ဘုရားခင်ရဲ့အကြံစီတော်နဲ့စတယ်ဘုရားခင်ရဲ့အလိုတော်ကနေစတယ်ဆိုတာကိုဆွေမြင်မှတ်ထားစေချင်တယ်နော်အချစ်ကစတာမဟုတ်ဘူးအိမ်ထောင်ဒီထောင်ပဲဒီမှာပဲအချစ်ကဝဲလာသဘောပေါက်တယ်နော်အိမ်ထောင်ဒီထောင်ပဲဒီမှာပဲငါအယိုးထဲကအယိုးငါအသားထဲကအသားဆိုတာအာဒမ်ကဧဝကိုချစ်တဲ့စိတ်အဲ့ဒီချိန်မှာနော်တွေ့တာတဲ့စိတ်ကအဲ့ဒီချိန်မှာမှစပေါ်